စပိန်လာလီဂါချန်ပီယံဘာစီလိုနာအသင်းဟာပြင်သစ်ကလပ်လိုင်ယွန်အသင်းနောက်ခံလူဆမ်မီယယ် MTT ကိုပေါင်21သန်းနဲ့ခေါ်ယူလိုက်ကြောင်းသိရပါတယ်။အသက်22နှစ်အရွယ်နောက်ခံလူဟာပြင်သစ်အသင်းနဲ့အတူယူရို2016ကွာတာဖိုင်နယ်မှာစတင်ကစားခွင့်ရခဲ့ပြီးပေါ်တူဂီအသင်းကိုရင်းနှီးခဲ့တဲ့ဂိုးလူပွဲစဉ်မှာလည်းပါဝင်ကစားခဲ့ပါတယ်။ MTT ကိုဘာစီလိုနာအသင်းကပေါင်50တန်ကြီးရှိတဲ့9နှစ်စာချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။သူဟာလိုင်ယွန်အသင်းအတွက်ပွဲပေါင်း150ကျော်ကစားခဲ့ပြီး2012ခုနှစ်မှာတော့အသင်းနဲ့အတူပြင်သစ်ပြည်တွင်းဖလားကိုရရှိခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ MTT ကိုခေါ်ယူဖို့ပြီးခဲ့တဲ့ဇွန်လကတည်းကသဘောတူညီမှုရခဲ့တာဖြစ်ပြီးအင်္ဂါနေ့မှာတော့အပိသက်ခေါ်ယူနိုင်ခဲ့ကြောင်းရိုက်တာသတင်းတရက်အရသိရပါတယ်။ကျွန်တော်နေလွင်ပါ